သူများတွေလိုမျိုးကိုကနီလာနေလဲတည်တယ်အခွင့်အရေးတွေလည်းမြင်တယ်အလုပ်တွေစူးစမ်းနေကြတာကိုတည်ပြီးတော့ကိုလည်းစူးစမ်းခြင်းနဲ့ဒါပေမဲ့ကလေးတစ်ဖက်နဲ့မို့လို့လူကွဲမရှိလို့လုံးမရတဲ့မေမေတွေရှိတယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိနားထောင်သွားပါဒီထဲမှာကျမလည်းကလေးမေမေလုပ်ငန်းရှင်တယောက်ဖြစ်တဲ့အတွက်ကျမလည်းအပါဝင်ပဲဖြစ်ပါတယ်ကျမဟိုနေ့ကစာလေးတစ်ကြောင်းဖတ်မိတယ်ပေါ့နော်ဒီမှာအိမ်မှာဒီလိုမျိုးဖြစ်နေတဲ့မေမေတွေအများကြီးရှိတယ်ဒီမေမေတွေကိုကျမပြောပြပေးချင်တာကကိုကဒီကလေးကိုအချိန်ပေးပြီးထိရတယ်ကိုငွေလည်းရှာလို့မရဘူးဘာမှလည်းလုပ်လို့မရဘူးဘတ်စုံကိုဘေးလက်ညီအောင်အမြဲတမ်းသွားနေရတယ်ပေါ့နော်ကိုဖို့ဆိုတာတွေကိုမေ့ပြီးတော့ဒီလိုမျိုးသွားနေရတဲ့မေမေတွေရှိတယ်ဒီလိုမျိုးကိုကလေးကိုအကြောင်းပိုးရတယ်သူတို့ဝေယဝတ်စာတွေပဲလုပ်ပြီးကိုအရန်ပင်ပန်းပြီးတော့ဘာမှလည်းလုပ်လို့မရဘူးကိုအတွက်လည်းဘာမှဖြစ်မလာဘူးဆိုတာတဲ့ဒါကိုရဲ့ယဉ်နှိမ့်မြုံနှံမှုတစ်ခုပါပေါ့နော်ဥမာကိုကလေးကဆရာဝန်ဖြစ်သွားတယ်လူတစ်ခုခုမှထူးချွန်သွားတယ်ကိုကလုပ်ငန်းရှင်တယောက်ဆိုလို့ရှိရင်လေဒီကလေးကိုလုပ်ငန်းအတွက်ဆိုပြီးတော့ကိုဘက်ကအတက်နိုင်ဆုံးကိုပံ့ပိုးပေးလို့ရတယ်ကူညီပေးလို့ရတယ်ပေါ့နော်ဒါကလည်းကိုရဲ့ပိုင်ဆိုင်မှုကိုရဲ့တန်ဖိုးရှိတဲ့အရာတွေထဲမှာတန်ဖိုးအရှိဆုံးယဉ်နှိမ့်မြုံနှံမှုတစ်ခုပါတဲ့ဒါကြောင့်ကိုကကလေးတစ်ဖက်နဲ့မို့လို့လူခွဲမရှိလို့ငွေရှာလို့မရဘူးဖြစ်နေတယ်စီးပွားရေးမှာလည်းလုပ်ကိုင်လို့မရဘူးဖြစ်နေတယ်ဆိုတော့မေမေတွေရှိတယ်ဆိုလို့ရှိရင်လုံးဝစိတ်မညစ်ပါနဲ့ကို့မှာရှိတဲ့အခွင့်အရေးဒီကလေးကိုအကောင်းဆုံးပြုစုပြောထောင်မှုလိုအပ်ပါတယ်ကလေးဆိုတာလည်းပြုစုပြောထောင်သွားတဲ့ကလေးနဲ့ဒီတိုင်းကိုစနစ်တကျပြုစုပြောထောင်မှုမရှိတဲ့ကလေးနဲ့အချိန်တန်ရင်လုံးဝကိုကွာခြားသွားပါတယ်ကိုကလေးကိုငွေကြေးရအစကိုစီးပွားရေးအစုံပေါ့နော်ကိုကပြုစုပြောထောင်သွားလို့ရှားပါတယ်ကြာတစ်ခုကလုံးဝကိုဘက်ကဆုံးရှုံးမှုမရှိဘဲနဲ့ကိုတယောက်တည်းပိုင်ဆိုင်ရမယ့်အရာကဘာလဲဆိုလို့ရှိရင်ဒီကဘာပေါ်ရောက်လာတဲ့ဒီကိုကလေးဒီလူသားလေးရဲ့ပေါ့နော်ဘယ်သူနဲ့မှရှင်လို့မရတဲ့ချစ်ချင်းမြတ်တာကိုဒီမေမေတယောက်ပဲပိုင်ဆိုင်ရတာပဲဖြစ်ပါတယ်တခြားသူတွေအတွက်ပိုင်ဆိုင်နေဆိုတာဒါအစ်စ်ပေါက်ဖွားတဲ့အရာတွေပေါ့နော်မေမေကိုပေးထားတဲ့ချစ်ချင်းမြတ်တာလောက်တခြားသူတွေကမရပါဘူးဒါကိုဒီမေမေတွေပဲပိုင်ဆိုင်ရတဲ့အရာပဲဖြစ်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်